မြစ်ကပြောတယ်မြစ်ကပြောတယ်စံတက်သွားတဲ့သူတွေကြောင့်သာသူပြောရသူ့လိုင်းကိုသူမြင်ရတယ်တဲ့စုံဆင်းသွားတဲ့သူတွေဟာအချီအနီးသူ့ကိုပြန်စီးနေကြတာဝမ်းနေစရာခေတ်ကြီးဒီလောက်ပြတ်နေတာမင်းကအောင်မြင်ခြင်းသေးသလားတဲ့ကျွန်ခေတ်မှာလူရဝင်နေဆိုတာကလည်းကျွန်နောက်ကတပေါက်အဆင့်ကိုရောက်သွားတာမျိုးတဲ့မြစ်ကပြောတယ်ငါ့ကိုဒါမှမဟုတ်မင်းကိုတာဦး